တနေ့မှာအဖွားကိုတယောက်ဟာသူ့မြေအတွက်တင့်တော်တဲ့ဇနီးတယောက်ကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူမကပိုက်ဆံမတ်တဲ့မိန်းကလေးမျိုးမလိုချင်ခဲ့ဘူးအဲ့ဒါကြောင့်သူ့ကိုရန်တော်တွေကိုမြေဖြစ်သူကိုကျိုးနဲ့ချီပြီးပတ်ဆက်ပိတ်ထားခိုင်းကသူတောင်းစားတယောက်လိုဟန်ဆောင်စေခဲ့ပါတယ်သူမဒီနီလန်းနဲ့လူငယ်မျိုးသမီးတယောက်ရဲ့စိတ်ထားကိုစမ်းသပ်ချင်ခဲ့တာပါအဲ့ဒီအချိန်မှာမိသားစုဖိအားကြောင့်မျက်မမြင်ချင်းတွေ့ပြီးလက်ထပ်ရတော့မဲ့အမျိုးသမီးငယ်တယောက်ရောက်လာခဲ့တဲ့ဖွားကရုတ်တရက်သူမရှိမှာအာဒူးထောက်ပြီးငိုယိုကငါမြေးကိုလက်ထပ်ပေးပါလို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့မြေပြင်ပေါ်မှာလဲနေတဲ့အမျိုးသားကိုမြင်လိုက်တဲ့အချိန်မှာအမျိုးသမီးကအံ့အားသင့်သွားပြီးချက်ချင်းညှင်းဆန်လိုက်တယ်အဲ့ဒီအချိန်မှာပဲအဖွားရဲ့မျက်နှာကချက်ချင်းမောက်မိုက်သွားခဲ့တဲ့သူမကလှည့်ကြည့်လိုက်ပြီးအမျိုးသားရဲ့လေပင်ကိုကြမ်းကြမ်းနန်းနန်းညှစ်လိုက်ပါတယ်ဒါကိုမြင်တော့အမျိုးသမီးကထိတ်လန့်သွားပြီးသူမကိုရက်တန့်ဖို့အမြန်ပြေးလာခဲ့တယ်နောက်ဆုံးမှာတော့ကျမသူ့ကိုလက်ထပ်မယ်ဆိုပြီးသဘောတူလိုက်ပါတယ်သူမကအိမ်ထောင်ပြုခွင့်လိုင်စင်ရသွားရင်မိသားစုကိုကျင်းနေစေနိုင်မယ်လို့ပဲတွေးခဲ့တာပါစကားဆုံးတာနဲ့အဖွားကအချက်ပြလိုက်ပြီးအနီးမှာစောင့်နေတဲ့လူတွေကအမျိုးသားကိုကားပေါ်တင်ကခေါ်သွားကြတယ်ပြီးတော့သူတို့နှစ်ယောက်ကိုအရက်ဖက်ရေးရပြူလို့ခေါ်သွားပြီးချက်ချင်းလက်ထပ်ပေးလိုက်ပါတယ်လက်ထပ်စာချုပ်ရပြီးတာနဲ့အမျိုးသမီးဟာထိတ်တန်းကုမ္ပဏီကြီးတစ်ခုကအလုပ်ကန့်လန့်ချက်ရခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအမျိုးသားရဲ့ပြည်ပကုမ္ပဏီမှာအရေးပေါ်ကိစ္စတစ်ခုဖြစ်သွားပြီးသူဟာနိုင်ငံခြားကိုအလင်းစလိုထွက်သွားခဲ့ရတယ်ဘယ်သူမှသူတစ်နှစ်ကျော်ကြာပြန်မလာနိုင်ဘူးလို့မထင်ခဲ့ကြပါဘူးတစ်နှစ်ခွဲလောက်ကြာသွားတဲ့အချိန်မှာတော့အမျိုးသမီးဟာသူ့ခင်ပွန်းရဲ့မျက်နှာကိုတော့မမှတ်မိတော့ဘူးသူမကိုကုမ္ပဏီမှာအတွင်းရေးမှူးဖြစ်ခန့်ထားခဲ့ပေမဲ့လှည့်စားတတ်တဲ့လုပ်ဖော်ကိုင်ဖက်မိန်းကလေးတယောက်ကသူမကိုတန်ရှင်းရေးလုပ်တွေလုပ်ခိုင်းနေခဲ့တဲ့ဒီနေ့မှာတော့မန်နေဂျာကလူတိုင်းရဲ့ခန်းကိုသွားကြပါ CEO အစ်စ်ရောက်လာပါပြီလို့ပြောလိုက်ပါတယ် CEO အစ်စ်ကိုမြင်လိုက်တဲ့အချိန်မှာအမျိုးသမီးကအရန်ရင်းနှီးတယ်လို့ခံစားလိုက်ရပေမဲ့ဘယ်မှာတွေ့ဘူးလဲဆိုတာမမှတ်မိနိုင်ခဲ့ဘူးအဲ့ဒီနောက်မန်နေဂျာက CEO ကိုလက်ထောက်တယောက်ရွေးဖို့ပြောလိုက်ပါတယ်ဒါကိုကြားတော့လှည့်စားတတ်တဲ့လုပ်ဖော်ကိုင်ဖက်မိန်းကလေးကစိတ်လှုပ်ရှားစွာနဲ့သူ့စီကိုပြေးသွားခဲ့တယ်ဒါပေမဲ့အမျိုးသားကသူမကိုနောက်ဆုတ်ဆောင်လိုက်ပြီးကျွန်တော်စိတ်မဝင်စားဘူးလို့အေးအေးဆေးဆေးပြောလိုက်တယ်ပြီးတော့သူ့ကြည့်ကအမျိုးသမီးစီရောက်သွားခဲ့တဲ့သူလဲသူမကိုယဉ်နီးနေတယ်လို့ခံစားလိုက်ရပါဘယ်မျိုးသမီးကအခွင့်အရေးကိုတုံးချပြီးသူ့ကိုယ်သူမိတ်ဆက်လိုက်တဲ့သူမနာမည်ကိုကြားလိုက်တဲ့အချိန်မှာမျိုးသားကသူမကိုသူ့ရဲ့ကိုရေးကိုယ်တာလက်ထောက်ဖြစ်တိုက်ရိုက်ခတ်လိုက်ပါတယ်တစ်ဖက်မှာတော့အဖွားကသူ့မြေးမှာမျိုးသမီးလက်ထောက်တစ်ရှိနေတယ်ဆိုတာသိသွားပြီးဒေါသထွက်သွားခဲ့တဲ့သူမကမြေးကိုချက်ချင်းဖုံးဆက်ပြီးလက်ထပ်ပြီးချင်းထွက်သွားပြီးမိန်းမကိုဒီလောက်ကြာဆောင်ခိုင်းထားတယ်ဆိုပြီးစူလိုက်ပါတယ်နောက်တော့မျိုးသားကဒီညသူမကိုအိမ်ပြန်ခေါ်လာမယ်လို့ပြောလိုက်တဲ့အဖွားကလည်းအိုးသမီးရဲ့လိပ်စာနဲ့ဖုန်းနံပါတ်ကိုချက်ချင်းပို့ပေးလိုက်ပါတယ်လှုပ်ဆင်းပြီးနောက်အမျိုးသားဟာပန်းစည်းကင်ပြီးအမျိုးသမီးရဲ့တိုက်အောက်မှာစောင့်နေခဲ့တဲ့သူ့ကိုယ်သူမိတ်ဆက်တော့မဲ့အချိန်မှာပဲသူမရဲ့ဖုန်းနံပါတ်ကိုခေါ်လိုက်ပါတယ်ဒါပေမဲ့ရုတ်တရက်ဖုန်းထဲကအမျိုးသားတယောက်ရဲ့အတန်ကိုကြားလိုက်ရတယ်အဲ့ဒီအတန်ကကလေးတယောက်ကိုခေါ်နေတဲ့အတန်မာတာကိုကြားလိုက်တဲ့အချိန်မှာအမျိုးသားကအမျိုးသမီးကသူ့ကိုလှည့်စားနေတယ်လို့အထင်လွဲသွားခဲ့တဲ့သူကဒေါသကြီးနဲ့ဖုံးချလိုက်ပြီးပန်းတွေကိုလွင့်ပစ်ကားမောင်းထွက်သွားခဲ့ပါတယ်ဒါပေမဲ့တကယ်တော့အဲ့ဒီအတန်ကသူမရဲ့သူငယ်ချင်းအိမ်ကတန်ပါသူငယ်ချင်းရဲ့ခင်ပွန်းကကလေးနဲ့စကားပြောနေတာကိုအမျိုးသားကထင်မှားသွားခဲ့တာပါအမျိုးသမီးကတော့ဘာမှမသိပဲသူမရာရူးတိုးတာနဲ့လစာတိုးတဲ့အကြောင်းသူငယ်ချင်းကိုပျော်ပျော်ရွှင်ရွှင်ပြောနေခဲ့ပါတယ်အဖွားကမြေဖြစ်သူအမျိုးသမီးကိုပြန်မခေါ်နိုင်သေးတာမြင်တော့သူတို့နှစ်ယောက်ကြားပြဿနာဖြစ်နေရဲ့လို့ထင်သွားခဲ့တယ်ဒါကြောင့်ကုမ္ပဏီကိုကိုယ်တိုင်သွားပြီးလုပ်ဖော်ကိုင်ဖက်မိန်းကလေးကိုလက်ထောက်စစ်လို့အထင်မှားကလမ်းလျှောက်တုံးနဲ့ရိုက်လိုက်ပါတယ်ပြီးတော့အမျိုးသားကိုထပ်ဖုံးဆက်ပြီးဒီညမဖြစ်မနေသူမကိုအိမ်ပြန်ခေါ်လာခဲ့လို့ပြောလိုက်တယ်နောက်ဆုံးတော့အမျိုးသားမှာရွေးချယ်စရာမရှိတော့ပဲပန်းတွေနဲ့လက်ဆောင်တွေထပ်ဝယ်ပြီးအမျိုးသမီးရဲ့တိုက်အောက်မှာထပ်ဆောင်ရခဲ့ပါတယ်အမျိုးသမီးကအောက်ကိုအလင်းစလိုပြေးစင်လာရင်ချော်လဲသွားပြီးအမျိုးသားရဲ့ရင်ခွင်ထဲတက်တက်ကျသွားခဲ့တယ်အဲ့ဒီအချိန်မှာဘဲဒီလူဟာသူမတစ်နှစ်ခွဲကြာကလက်ထပ်ထားခဲ့တဲ့ခင်မုန်းဆိုတာနောက်ဆုံးတော့သူမသိလိုက်ရပါတော့တယ်